Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ဂျပန်ကုမ္ပဏီတွေမှာအလုပ်ဆောက်တဲ့အခါမှာ CV ဖောင်ကိုဘယ်လိုမျိုးလေးပြင်ဆင်ပြီးတော့ဘယ်လိုမျိုးလေးရေးတင်နေဆိုတာနဲ့ပတ်သက်ပြီးတော့ကိုတည်တလောက်လေးမျှဝေပေးမှာဖြစ်ပါတယ်ဒီပေါ့နော်ဂျပန်ရဲ့ Hakan ကုမ္ပဏီတွေမှာအလုပ်ဆောက်တဲ့အခါမှာ CV ဖောင်ပြင်ဆင်တာနဲ့ပတ်သက်ပြီးတော့အဲ့လောက်ကြီးမလိုအပ်ဘူးဆိုပေမဲ့စေးဆိုင်အလုပ်တွေလျှောက်တဲ့အခါမှာဆိုလို့ရှိရင် CV ဖောင်ရေးတာကိုစနစ်တကျလေးနဲ့ပြင်ဆင်ပြီးတော့ရေးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကနေပြီးတော့မှအလုပ်ဆောက်တဲ့အခါမှာတစ်ဖက်ကုမ္ပဏီကနေပြီးတော့မှကိုအလုပ်ခံဖို့အင်တာဗျူးဝင်ဖို့စဉ်းစားဆုံးဖြတ်တဲ့အခါမှာဆိုရင် CV ဖောင်ကပေါ့နော်ကိုယ့်ရဲ့ first impression ဖြစ်တာကြောင့်မို့လို့တတိချာချာစနစ်တကျလေးနဲ့ပြင်ဆင်ထားပေးဖို့ရန်အတွက်လိုအပ်ပါတယ်အဲ့တော့ CV ဖောင်ကိုဘယ်လိုမျိုးလေးရေးတင်နေဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အဲ့ဒီတော့ CV ဖောင်ကိုဘယ်လိုမျိုးလေးရေးတင်နေဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးမယ်ပေါ့နော်အဲ့တော့ CV ဖောင်ကကြတော့ကိုရေးချင်းပေါ့နော်ဂျပန်လိုကကြတော့လီလေကီရှော့ပေါ့အဲ့ဆိုတော့ပထမဆုံး CV ဖောင်ရေးတဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်ကိုရဲ့နာမည်ပေါ့နော်နာမည်ကိုမှအင်္ဂလိပ်လိုရေးပြရမယ်ပေါ့နော်အပေါ်အရောက်တော့ဒီကာတာခဏနဲ့ပေါ့နော်ရေးပြရမှာဖြစ်ပါတယ်နောက်တစ်ခုအရောက်တော့ဒီပေါ့နော်စိတ်ပဲဆိုတာကကြတော့ဒီကိုကယောက်ျားလေးလားမိန်းကလေးလားဆိုတာရေးရမှာဖြစ်တယ်ကိုကယောက်ျားလေးဆိုရင်တော့ဒန်စီမိန်းကလေးဆိုရင်ဂျော်စေးဆိုပြီးတော့ရေးပြရမှာဖြစ်ပါတယ်နောက်တစ်ခုအရောက်တော့စိန်နံကပ်ပီပေါ့နော်ကိုရဲ့မွေးနေ့ကိုရေးပြရမှာဖြစ်ပါတယ်ဘယ်နှစ်ရက်ဘယ်နှစ်လဘယ်နှစ်ခုနှစ်မှာမွေးတယ်ပေါ့နော်အဲ့လိုမျိုးရေးပြရမယ်အသက်ကတော့ဘယ်လောက်ဖြစ်ပြီပေါ့နော်နောက်တစ်ခုအရောက်တော့တဲ့ခါဆိုကူကိုစိတ်ဆိုတာကမိသားစုဝင်ပေါ့နော် family members ကိုရေးပြရမယ်ဟိုက်ကူရှာဆိုတာကကိုယ့်ရဲ့အိမ်ထောင်ဘက်ပေါ့နော်အိမ်ထောင်ဘက်ရှိတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာအာရီလို့ထည့်ပြရမယ်ကိုကတယောက်တည်းပေါ့နော်လူပြိုလူလွတ်ဖြစ်တယ်ဆိုရင်ကတော့ဒီနေရာမှာနာရှိဆိုပြီးတော့ရေးပြရမှာဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီမှာလည်းရေးလို့ရတယ်ပေါ့နော်ဒီမှာအာရုနောဘာကြီးတဲ့ key news ဆိုတာရှိတယ်ဆိုလို့ရှိရင်ကကြတော့ဒီနေရာမှာပေါ့နော်ရှိတယ်လို့ရေးပြလို့ရတယ်ပေါ့နောက်တစ်ခုအရတော့တဲ့ juice shot လိပ်စာပေါ့နော်မြန်မာမှာရှိတဲ့လူတွေကတော့မြန်မာလိပ်စာထည့်ပေးလို့ရတယ်ဂျပန်မှာရှိတဲ့လူတွေကတော့ဂျပန်လိပ်စာထည့်ပေးရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရေးပေးရမှာဖြစ်တယ်နောက်တစ်ခု mail address က gmail address ပေါ့နော်ကိုယ့်ရဲ့ email address ကိုရေးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့နော်ကာကုလေကိဆိုတာကဒီပညာရေးသမိုင်းပေါ့နော်ပညာရေးသမိုင်းဒီကကြတော့ new ကာကုနန်ဂေစုဆိုတာကကိုကကျောင်းဝင်တဲ့နှစ်ပေါ့နော်တက္ကသိုလ်တက်တယ်ဆိုရင်လည်းတက္ကသိုလ်စတက်တဲ့နှစ်နဲ့လနဲ့ကိုရေးပေးရမှာဖြစ်တယ်သူကကြတော့စုစုပြောနန်ဂေစုကိုကပွဲရတဲ့နှစ်ပေါ့နော်ဝယ်ရတဲ့နှစ်နဲ့လနဲ့ကိုရေးပြရမယ်ထက်တန်းပြီးရဆိုရင်လည်းထက်တန်းပြီးတဲ့နှစ်နဲ့လနဲ့ကိုရေးပြရမှာဖြစ်တယ်ဒီအရောက်တော့ကကိုဆိုတာကကျောင်းပေါ့နော်ဘယ်ကျောင်းကနေပြီးတော့မှပြီးခဲ့တယ်ပေါ့နော်ကကူဖို့ဆိုတာကကြတော့ဌာနကိုကဘယ်ဌာနကနေပြီးတော့မှဘွေရခဲ့တယ်ပေါ့နောက်တစ်ခုကကြတော့ကကမိန်နာတို့တဲ့ကကမိန်နာတို့အရောက်တော့ကိုရဲ့ဒီပေါ့နော်ဌာနအမည်ပေါ့နော်အစရှိသဖြင့်ရေးပြရမှာဖြစ်ပါတယ်ဥပမာအဖြစ်ကိုကနေပြီးတော့မှပေါ့နော်ကီဆိုကျော်ရီခုခိုတိုကကိုဒီ basic education high school ပေါ့နော်အခြေခံပညာအထက်တန်းကျောင်းကိုဘယ်နှစ်ခုနှစ်ဘယ်နှစ်လမှာစတက်ခဲ့တယ်ဘယ်နှစ်ခုနှစ်ဘယ်နှစ်လမှာဒီအထက်တန်းကျောင်းပြီးခဲ့တယ်ဆိုတာကိုရေးပြရမှာဖြစ်တယ်နောက်တစ်ခုအရောက်တော့ဒီပေါ့နော်ဘယ်နှခုနှစ်ဘယ်နှလပိုင်းကနေစပြီးတော့ဒီဘယ်နှခုနှစ်ဘယ်နှလပိုင်းမှာပေါ့နော်ကိုကဘယ်တက္ကသိုလ်မှာပေါ့နော်ဘယ်ကိုကတိုက်ကကိုမှာဘယ်မီစာကိုတက်ခဲ့တယ်ပွဲရခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုရေးပြရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီမှာကြတော့ရှုမိဝါသနာပေါ့နော်ကိုကဝါသနာပါတာကိုရေးပြရမယ်ပေါ့နော်ဥပမာအဖြစ်ကြတော့စုခကုကိုတို့ပုံဆွဲတာဝါသနာပါတာလားပေါ့နော်လျော်ကိုစုကိုတို့ခီးသွားတာဝါသနာပါတာလားပေါ့နော်ဒါမှမဟုတ်လည်းဒုက္ခလျှော့စုကိုတို့စာဒီစာဖတ်တာလားပေါ့နော်အဲ့လိုမျိုးရေးပြလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့မန်ကျော့ရှီကာကူနာတို့ဆိုတာကဒီ license နဲ့အရေးချင်းနေပေါ့နော်စုတုကူနန်ဆိုတာကကြတော့ကိုယူခဲ့တဲ့နှစ်ကိုပြောတာထားပါတော့ကိုက Microsoft Office Word Access PowerPoint နဲ့ပတ်သက်ပြီးတော့ဘယ်နှစ်ခုနှစ်မှာ certificate ရခဲ့တယ်ပေါ့ဒီ engineering software တွေနဲ့ပတ်သက်ပြီးတော့ဘယ်နှစ်ခုနှစ်မှာ
ကိုကနေပြီးတော့မှ certificate တွေရခဲ့တယ်ပေါ့နော်ဂျပန်ဘာသာစကားနဲ့ပတ်သက်ပြီးတော့လည်းဘယ်နှစ်ခုနှစ်မှာဘယ် level ကိုအောင်ခဲ့တယ် certificate ရခဲ့တယ်ဆိုတာပတ်သက်ပြီးတော့ရေးပေးရမှာဖြစ်တယ်ပေါ့နော်ဥပမာအဖြစ်2013မှာပေါ့နော်ဒီ Microsoft Office နဲ့ပတ်သက်တဲ့ဒီ certificate တွေရခဲ့တယ်ပေါ့အဲ့လိုမျိုးပေါ့နော်ဂျပန်စာဆိုရင်လည်းဘယ်နှစ်ခုနှစ်မှာဒီအောင်လက်မှတ်ရခဲ့တယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေရေးပေးရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကရောက်တော့တဲ့合格スキルおよび運転免許証ဒီဘာသာစကားနဲ့ပတ်သက်တဲ့ skill တွေပေါ့နော်ဒီရင်မောင်းလိုင်စင်တွေနဲ့ပတ်သက်ပြီးတော့ရေးပေးမှာပေါ့နော်日本語学習期間ဂျပန်ဘာသာစကားလေ့လာတဲ့နှစ်ပေါ့နော်ဒီမှာနန်းခံဆိုတာကအကြာပေါ့နော်ကိုကတစ်နှစ်အကြာလေ့လာခဲ့တာလားနှစ်နှစ်အကြာလေ့လာခဲ့တာလားဆိုတာရေးပေးမှာပေါ့နော်နောက်တစ်ခုကရောက်တော့現在の日本語レベルအခုလက်ရှိ日本語 level ပေါ့နော် N1 လေ့လာနေရလား N2 လေ့လာနေရလားဆိုတာကိုရေးပေးရမယ်နောက်တစ်ခုကကြတော့ဒီမှာ実務経験ဒါကတကယ်လုပ်ငန်းအတွေ့အကြုံပေါ့နော်ဒီဂျပန်ဘာသာစကားနဲ့ပတ်သက်ပြီးတော့တကယ်လုပ်ငန်းအတွေ့အကြုံလုပ်ခဲ့တာရှိလားပေါ့နော်ရှိတယ်ဆိုရင်ကတော့အာရီမရှိဘူးဆိုရင်ကတော့နာရှိကိုရေးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့တဲ့英語ဘာသာစကားဒီအင်္ဂလိပ်ဘာသာစကားပေါ့နော်level 2 level ရောက်တော့ကိုက日常会話နေ့စဉ်သုံးစကားကိုပြောနိုင်တာလားဒါမှမဟုတ်ရင် business level တို့ business level ကိုပြောနိုင်တာလားဆိုတာရေးပေးမှာဖြစ်တယ်ဒီဆိုမှုကေကန်ဆိုတာကတကယ်လုပ်ငန်းအတွေ့အကြုံပေါ့နော်ကိုကလုပ်ခဲ့တာရှိတယ်ဆိုလို့ရှိရင်ဒီနေရာမှာအာရီမရှိဘူးဆိုလို့ရှိရင်တော့နာရှိထည့်ပေးရမှာဖြစ်တယ်နောက်တစ်ခုကတော့တဲ့ဖူဆူဂျီရိုရှာမန်ကျော်ရှော့ဒီပေါ့ရင်မောင်းလိုင်စင်ပေါ့နော်ရင်မောင်းလိုင်စင်ရှိလားပေါ့နော်ရှိတဲ့လူတွေကကြတော့ဒီနေရာမှာအာရီထည့်ပေးမယ်မရှိတဲ့သူတွေကကြတော့ဒီနေရာမှာနာရှိဆိုပြီးတော့ထည့်ပေးမယ်ပေါ့နော်ရှုတုကုနန်ဆိုတာကြတော့ဒီရှုတုကုခုနီပေါ့နော်ရှုတုကုခုနီကရောက်တော့ကိုကယူခဲ့တဲ့နိုင်ငံပေါ့နော်ကိုကဘယ်ကနေပြီးတော့မှယူခဲ့တာလဲပေါ့နော်မြန်မာကနေပြီးတော့မှယူခဲ့တာလားဒါမှမဟုတ်ရင်ဒီဂျပန်မှာပဲယူထားတာလားဆိုတာကိုရေးပြရမှာဖြစ်ပါတယ်အဲဆိုတော့ဒီကွက်မှာပေါ့နော်ရှုတုကုခုနီဆိုတာကိုယူခဲ့တဲ့နိုင်ငံကိုဒီရမောင်းလိုင်စင်ယူခဲ့တဲ့နိုင်ငံကိုရေးပြရမှာဖြစ်ပါတယ်နောက်တစ်ခုကရောက်တော့တဲ့ဂျီကိုရှော့ကိုင်းကိုမိတ်ဆက်တဲ့အပိုင်းလေးပေါ့နော်ဂျီကိုရှော့ကိုင်းဟိုမှာဂျီကိုပီယာမှာကကြတော့တခုတတိထားစေချင်တာကဂျီကိုပီယာရေးတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့အားသာချက်တွေကိုပဲရေးပေးတာကပို့ပြီးတော့ကောင်းပါတယ်အားနည်းချက်တွေတွားပြီးတော့မရေးမိပါစေနဲ့ပေါ့နော်ဆိုတော့ဂျီကိုပီယာရေးတဲ့အခါမှာကိုယ့်ရဲ့အားသာချက်တွေကိုကဘယ်လိုမျိုးနေရာတွေမှာဘယ်လိုမျိုးတော်တယ်ဘယ်လိုမျိုးတွေလုပ်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ရေးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကရောက်တော့ရှိဘိုးတို့ကိဆိုတာကကြတော့ over start လေးယူနေအတူတူပဲပေါ့နော်ဘာကြောင့်အလုပ်လျှောက်ချင်တာလဲအလုပ်လျှောက်ခဲ့တာလဲဆိုတော့ဟာလေးကိုရေးပြရမှာဖြစ်တယ်ပေါ့နော်သူ့ကုမ္ပဏီမှာဘာကြောင့်အလုပ်လျှောက်ချင်တာလဲဆိုတော့ရှိဘိုးတို့ကိအလုပ်လျှောက်ချင်ရတဲ့အကြောင်းရင်းတွေကိုရေးပြရမှာဖြစ်ပါတယ်အဲဆိုတော့ပထမဆုံးဒီရှိဝမ်းပေါ့နော်လီလဲခိရှော့နဲ့ပတ်သက်တဲ့အပိုင်းလေးရကြတော့ဒီလောက်ပဲပေါ့နော်ဒီပထမဆုံးကကြတော့ဒီမှာကိုမိတ်ဆက်တဲ့ဘိုင်းလေးပေါ့နော်ကိုရဲ့နာမည်ကတော့ဘယ်သူဖြစ်ပါတယ်ကိုကယောက်ျားလေးမိန်းကလေးပေါ့နော်အဲ့လိုမျိုးရေးပေးမယ်နောက်တစ်ခုကရောက်တော့ဒီကိုရဲ့မွေးနေ့ရေးပေးမယ်ကိုကအိမ်အောင်သေးလားလူပြိုလူလိုလားဆိုတာရေးပေးမယ်နောက်တစ်ခုကိုရဲ့လိပ်စာဖုန်းနံပါတ် email address လေးတွေထည့်ပေးမယ်နောက်ပြီးရောက်တော့ကိုကဒီအထက်တန်းအကြောင်းကတော့ဘယ်ကနေဘယ်မှာတက်ခဲ့ပြီးတော့ကျောင်းပြီးခဲ့တယ်ပေါ့နော်။နောက်ပြီးကြတော့တက္ကသိုလ်ကိုဘယ်နှစ်ခုနှစ်ကနေစတက်ပြီးတော့ဘယ်နှစ်ခုနှစ်မှာဘွဲရခဲ့တယ်ဆိုတာလေးတွေရေးပေးမယ်။နောက်တစ်ခုဒီမှာကိုယ့်ရဲ့ဝါသနာဆိုတာလေးတွေရေးပေးမယ်။နောက်တစ်ခုကကြတော့ဒီမှာကိုတက်မြောက်ထားတဲ့ပေါ့နော်ဒီရှိခခုရေးချင်းလေးတွေကိုထည့်ရေးပေးမယ်။နောက်တစ်ခုကဒီဘာသာစကားနဲ့ပတ်သက်တဲ့ရေးချင်းလေးတွေကိုလည်းထည့်ရေးပေးမယ်။နောက်တစ်ခုကဒီကိုဘယ်လိုမျိုးနေရာတွေမှာတော်တယ်ဘယ်လိုမျိုးနေရာတွေမှာအားတာတယ်ဆိုတဲ့ဟာလေးလည်းရေးပေးမယ်ပြီးတော့ဒီကုမ္ပဏီမှာဘာကြောင့်အလုပ်လျှောက်ချင်တာလဲဆိုတဲ့ရှိဘိုးတို့ကီလေးကိုလည်းရေးပေးမယ်ပေါ့နော်ဆိုရင်ကကြတော့ဒီစီဝမ်လေးလဲခိရှော့နဲ့ပတ်သက်တဲ့အပိုင်းလေးကိုဒီပြောပြသွားတာကတော့ဒီနားလည်မယ်လို့ထင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီရှိတူမှာရှိတဲ့ပေါ့နော်ရှော့ကူမှုခေလေခိရှော့ဆိုတော့ဒီအလုံးနဲ့ပတ်သက်တဲ့အကျဉ်းချုပ်ပေါ့နော်အလုံးနဲ့ပတ်သက်တဲ့အကျဉ်းချုပ်လေးကဘယ်လိုမျိုးလေးတွေရေးပြရမလဲဆိုတာလေးကိုပြောပြပေးမယ်ပေါ့နော်ပထမဆုံးကကြတော့ရှော့ကူမှုလိုရကုအလုံးနဲ့ပတ်သက်တဲ့အကျဉ်းပေါ့နော်
နောက်တော့ကိုကဘယ်ကုမ္ပဏီမှာဘယ်နှစ်အကြာဘာရာတို့နဲ့အလုပ်လုပ်ခဲ့ပါတယ်ဆိုတဲ့အချင်းချုပ်လေးရေးပေးရမှာဖြစ်တယ်ပေါ့နော်ကုမ္ပဏီတစ်ခုတည်းလုပ်ခဲ့တယ်ဆိုရင်တော့တစ်ခုတည်းရေးပေးရမှာဖြစ်တယ်နှစ်ခုသုံးခုအလုပ်လုပ်ခဲ့တယ်ဆိုရင်ကတော့နှစ်ခုသုံးခုရဲ့အတွေ့အကြုံလေးတွေကိုဒီမှာရေးပေးရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ခိုင်းရှာလီလေကိကုမ္ပဏီနဲ့ပတ်သက်တဲ့သမိုင်းပေါ့နော်ခိကံကာလပေါ့နော်ဘယ်နှစ်ခုနှစ်ဘယ်နှစ်လပိုင်းကနေစပြီးတော့ဘယ်နှစ်ခုနှစ်ဘယ်နှစ်လပိုင်းမှာလုပ်ခဲ့တယ်ဆိုတဲ့ဟာလေးတွေကိုပြောပြပေးရမယ်နောက်တစ်ခုကကြတော့ခိုင်းရှာမေဤကုမ္ပဏီနာမည်ကိုကဘယ်ကုမ္ပဏီမှာလုပ်ခဲ့တာလဲကုမ္ပဏီနာမည်လေးရေးပေးရမယ်အဲဆိုတော့ပထမဆုံးခိကံကာလပေါ့နော်ဘယ်နှစ်ခုနှစ်ဘယ်နှစ်လပိုင်းကနေစပြီးတော့ဘယ်နှစ်ခုနှစ်ဘယ်နှစ်လပိုင်းမှာဒီကုမ္ပဏီမှာလုပ်ခဲ့ပါတယ်ခိုရောခေတာဤအလုပ်ကိုင်အမျိုးအစားကတော့စိတ်ရှာရင်အမြဲတမ်းဝန်ထမ်းအနေနဲ့လုပ်ခဲ့ပါတယ်ဒီပေါ့နော်ခိုရောခေတာဤမှာကြတော့အမျိုးမျိုးရှိတယ်ပေါ့နော်ကိုကအချိန်ပြည့်ဝန်ထမ်းလုပ်ခဲ့တာလားအချိန်ပိုင်းဝန်ထမ်းလုပ်ခဲ့တာလားစာချုပ်ဝန်ထမ်းလုပ်ခဲ့တာလားဆိုပြီးတော့အမျိုးမျိုးရှိတဲ့အတွက်ကြောင့်မို့လို့ဒီပေါ့နော်ခိုရောခေတာဤကလည်းပဲပေါ့နော်ရေးပေးဖို့ရအတွက်လည်းလိုအပ်တယ်ပေါ့နောက်တစ်ခုကရှုပ်ကူးမှုခေလက်ခိအလုံးနဲ့ပတ်သက်တဲ့အကျဉ်းဆွမ်းနာကကြတော့ဒီမှာပေါ့နော်ကိုကဘယ်ကုမ္ပဏီမှာဘာရာတို့နဲ့ဘယ်နှစ်နှစ်လုပ်ခဲ့ပါပြီဆိုတာလေးပဲပြောပြသွားတာပေါ့နော်အခုကရောက်တော့အသေးစိတ်ထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်တယ်ပေါ့နော်ဘယ်နှစ်ခုနှစ်ဘယ်နှစ်လပိုင်းကနေစပြီးတော့ဘယ်နှစ်ခုနှစ်ဘယ်နှစ်လပိုင်းမှာဘယ်ကုမ္ပဏီမှာလုပ်ခဲ့တယ်ပေါ့ကိုလုပ်တဲ့ကုမ္ပဏီကရောက်တော့ဘာကိုလုပ်ကိုင်နေကုမ္ပဏီလဲပေါ့နော်ဒီ construction လုပ်ငန်းတွေကိုလုပ်ကိုင်နေရလားဒါမှမဟုတ်ရင်ဒီပစ္စည်းတွေထုတ်တဲ့စက်ရုံမှာလုပ်ခဲ့တာလားဆိုတဲ့ဟာကိုရေးပေးရမှာဖြစ်တယ်ဆိုတော့ဘယ်နှစ်ခုနှစ်ဘယ်နှစ်လပိုင်းကနေစပြီးတော့ဘယ်နှစ်ခုနှစ်ဘယ်နှစ်လပိုင်းမှာဘာရဲ့ project ကိုလုပ်ခဲ့ပါတယ်ပေါ့နော်ကိုလုပ်ခဲ့တဲ့ project ကလေးကိုပါထည့်ရေးပေးမယ်ပေါ့နော်ဒီဟာကြတော့ရှိရိုးစုလို့ဆိုတာကကိုအသုံးပြုနိုင်တဲ့ tools တွေပေါ့နော်Microsoft Office ကိုသုံးနိုင်တာလား Word ကိုသုံးနိုင်တာလား Excel PowerPoint presentation တွေသုံးနိုင်တာလားဆိုတာနဲ့ပတ်သက်ပြီးတော့ရေးပေးရမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးကဒီမှာယခုဝါဒီအခန်းကဏ္ဍပေါ့နော်ကိုကဘယ်လိုမျိုးအခန်းကဏ္ဍကနေပြီးတော့ပါဝင်ခဲ့တာလဲပေါ့နော်စစ်ခဲစာအနေနဲ့ပါဝင်ခဲ့တာလားစက်ကူးခန့်ဒီ engineer အနေနဲ့ပါဝင်ခဲ့တာလားဆိုတာလေးကိုရေးပေးမယ်နောက်တစ်ခုကခိုးစု structure မှာပေါ့နော်ကိုက project တွေလုပ်တဲ့အခါမှာဆိုလို့ရှင်ဘယ်လိုမျိုး structure တွေကိုလုပ်ခဲ့တာလဲ access ဆိုလား RC ဆိုလား SRC ဆိုလားပေါ့နော်အဲ့လိုမျိုးမျိုးရှိတဲ့အထက်မှာကိုကဘယ်လိုမျိုးဒီ structure တွေကိုလုပ်ခဲ့တာလဲဆိုတာရေးပေးရမယ်နောက်တစ်ခုကကြတော့ကြောမှုနိုင်ရောအလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်ကိုကကြတော့ခန်းချီကုခေကကုနော်ဆက်စေဒီအပိုင်းမှာလုပ်ခဲ့တာလားနောက်တစ်ခုက schedule တွေခန်းဒီ schedule နဲ့ပတ်သက်တာတွေလုပ်ခဲ့တာလားခိုတေးခန်းဒီလုပ်ငန်းစဉ်စီမံခန့်ခွဲမှုတွေလုပ်ခဲ့တာလားအဲ့လိုအမျိုးမျိုးရှိရပေါ့နော်ကိုလုပ်ခဲ့တဲ့အပိုင်းလေးတွေကိုရေးပေးရမှာဖြစ်ပါတယ်ဒီမှာရောက်တော့ကိုကအဲ့ဒီကုမ္ပဏီမှာပေါ့နော်ကိုကဘာ tools တွေကိုအသုံးပြုခဲ့တာလား Microsoft Office တွေ Word တွေ Excel PowerPoint တွေကိုအသုံးပြုခဲ့ပါတယ်ဆိုတာလေးပါထည့်ပြီးတော့ရေးပေးရမယ်ပေါ့နော်ရှုပ်ခုလီယူကိုအလုပ်ထွက်တဲ့အခါမှာဆိုရင်လီယူပေါ့နော်အကြောင်းပြချက်ပေးတယ်ပေါ့နော်။ဘာကြောင့်ထွက်တာလဲပေါ့နော်။ဒါပါတော့ကိုလုပ်ခဲ့တဲ့ကိုတာဝန်ယူထားတဲ့ project ကပြီးလို့ထွက်ခဲ့တာဆိုလို့ရှင်ကတော့ project ကုတို့ကရှူလျောကိုတာမယ်ဒီ project ကပြီးသွားလို့ထွက်ခဲ့တယ်။ဒါပါတော့ကိုကဂျပန်ကိုလာဖို့အတွက်အလုပ်ထွက်တယ်ဆိုလို့ရှိရင်ကကြတော့日本へ行くためပေါ့နော်ဂျပန်ကိုသွားဖို့အလုပ်ထွက်ခဲ့ပါတယ်ဆိုပြီးတော့ရေးပြရမှာဖြစ်တယ်ပေါ့နော်။ကုမ္ပဏီကတစ်ခုတည်းဆိုရင်ကတော့တစ်ခုတည်းရေးပေးရမယ်ပေါ့နော်ကုမ္ပဏီက2ခု3ခုလုပ်ခဲ့တယ်ဆိုရင်ကတော့2ခု3ခုကိုရေးပေးရမှာဖြစ်ပါတယ်ဒီနောက်ဆုံးမှာကရောက်တော့ပေါ့နော် technical skill လို့ဆိုတာက technical skill ပေါ့နော်နဲ့ပတ်သက်ပြီးတော့ရေးပေးရမှာဖြစ်ပါတယ်စက်ခဲစုလို့ဆိုတာကကိုကဒီ design ဆွဲနိုင်တဲ့ tools တွေအကြောင်းကိုရေးပေးရမယ်နောက်တစ်ခုကရောက်တော့ဒီKKNS ဆိုတာကရောက်တော့ဒီလုပ်ငန်းအတွေ့အကြုံနဲ့ပတ်သက်တာဘယ်နှစ်နှစ်လုပ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ရေးပေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် AutoCAD 2D 3D ကိုသုံးနိုင်နေပေါ့နော်လုပ်ငန်းတွေကြုံက9နှစ်အဲ့လိုမျိုးပေါ့နော်9နှစ်အထိ AutoCAD 2D 3D နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ခဲ့ပါတယ်နောက်တစ်ခုကကြတော့ဒါပါတော့ Microsoft Excel ကရောက်တော့ဒီပေါ့နော်သူကလုပ်ငန်းအတွေ့အကြုံက9နှစ်ရှိပြီပေါ့နော်ဆိုတော့ဒီ Excel နဲ့ပတ်သက်ပြီးတော့ကိုတကယ်ပေါ့နော်တကယ် Excel software ကိုအသုံးပြုပြီးတော့လုပ်ခဲ့တာ9နှစ်ရှိပြီပေါ့နော်အဲ့လိုမျိုးလေးပြောရမယ်ပေါ့နော်အဲ့လိုမျိုးလေးရေးပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီ short ကူမှုခဲလက်ကိရှော့နဲ့ပတ်သက်ပြီးတော့ကြတော့ဒီလိုမျိုးလေးတွေရေးပေးရမယ်ပေါ့နော်ပထမဆုံးကကြတော့ short ကူလက်ကိရာခုအလုံးနဲ့ပတ်သက်တဲ့အကျဉ်းကိုရေးပေးရမယ်ပေါ့နော်
အကျဉ်းချုပ်ပေါ့နော်အကျဉ်းချုပ်ကလေးရေးပေးရမယ်နောက်တစ်ခုကကြတော့ခိုင်းရှာလီလေခိကုမ္ပဏီဘယ်နှခုလုပ်ခဲ့တယ်ဆိုတော့ခိုင်းရှာလီလေခိလေးရေးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီရှုပ်ကူမှုဂိတ်လေခိအလုံးနဲ့ပတ်သက်တဲ့အချင်းဒီနေရာမှာကြတော့အသေးစိတ်လေးတွေကိုထပ်ပြီးတော့ရှင်းပြပေးတဲ့အပိုင်းလေးပေါ့နော်အဲ့ဒါလေးကိုရေးပေးရမယ်ပေါ့ဒီနောက်ဆုံးမှာကြတော့မှ technical skill တို့ဆိုပြီးတော့ဒီကိုတက်ခဲ့တဲ့ software လေးတွေပေါ့နော်အသုံးပြုနိုင်တဲ့ tools တွေနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အဲကြတော့ဒီပေါ့နော် CV ဖောင်ရေးတာနဲ့ပတ်သက်ပြီးတော့ကကြတော့ဒါဆိုရင်တော့ပြည့်စုံတယ်လို့တော့ထင်တယ်ပေါ့နော်ဒီ CV ဖောင်ကိုကြည့်လိုက်တာနဲ့ပေါ့နော်ကိုကိုအလောက်ခံမဲ့ကိုကိုအင်တာဗျူးမဲ့ဒီကုမ္ပဏီကနေပြီးတော့မှလည်းကိုယ့်ရဲ့အကြောင်းအရာတွေကိုဒီ CV ဖောင်ထဲမှာပြည့်စုံရေးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ CV ဖောင်ကိုကြည့်လိုက်တာနဲ့ပေါ့နော်ကိုကဘယ်လိုနေရာတွေမှာဘယ်လိုခန်းကဏ္ဍနေပါဝင်ပြီးတော့ဘယ်လိုမျိုးအလုပ်ကိုင်တွေကိုလုပ်ခဲ့တယ်ပြီးတော့ကြတော့ဒီ software နဲ့ပတ်သက်ပြီးတော့လည်းဘယ်လိုမျိုး software တွေကိုအသုံးပြုနိုင်တယ်ဆိုတာလေးကိုလည်းဒီ CV ဖောင်ကိုကြည့်လိုက်တာနဲ့ပေါ့နော်တခါတည်းသိသွားမယ်ပေါ့နော်ကိုယ့်ရဲ့အားသာချက်လေးတွေပေါ့နော်ကိုယ့်ရဲ့ကောင်းတဲ့အကွက်လေးတွေကိုလည်းပဲတခါတည်းသိသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ CV ဖောင်ရေးတာနဲ့ပတ်သက်ပြီးတော့ကကြတော့ဒီလောက်ပဲပေါ့နော်အားလုံးပဲပေါ့နော်နားလည်ကြမယ်လို့ထင်ပါတယ် CV ဖောင်ရေးတဲ့အခါမှာလည်းအခက်အခဲမရှိနဲ့အဆင်ပြေပြေနဲ့ရေးနိုင်ကြပါစေပေါ့နော်တကယ်လို့ပေါ့ဒီ CV ဖောင် format ကိုလိုချင်တယ်ဆိုလို့ရှင်ကတော့ comment မှာပဲဖြစ်ဖြစ်ဒီပေါ့နော် messenger chat box မှာပဲဖြစ်ဖြစ်ပေါ့နော် email လိပ်စာလေးကိုပေးခဲ့ပြီးပါဒီအချိန်ရတဲ့အခါမှာဆိုလို့ရှင်ကတော့ CV ဖောင် format ကို email ပို့ပေးထားမယ်ပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေရှင်